အခုတော့ဓမ္မပညာသင်တန်းရက်တူအမတ်စဉ်နှစ်မှာသုတ်တံအနှစ်ချုပ်ဆိုတဲ့ဘာသာရပ်ကိုသင်ကြားဖို့ဒီနေ့သင်မဲ့ဘာသာရပ်ကိုမဟာသတိပဋ္ဌာန်သုတ်ကိုရွေးချယ်ပြီးတော့ထားတယ်။ဘာဖြစ်လို့မဟာသတိပဋ္ဌာန်သုတ်ကိုရွေးချယ်ရတယ်လဲလို့ဆိုရင်ဒီမဟာသတိပဋ္ဌာန်သုတ်ရဲ့ထူးခြားချက်တွေကတော့ကျင့်စဉ်တစ်ခုတည်းနဲ့အကျိုး9မျိုးကိုဖော်ထုတ်ပေးနိုင်တဲ့ကျင့်စဉ်တစ်ခုဖြစ်သောကြောင့်ထူးခြားအံ့ဩဖွယ်ကောင်းတဲ့သုတ်တစ်သုတ်လည်းဖြစ်တယ်။နောက်ပြီးတော့ဘုရားအဆူဆူဒီသုတ်တံကိုဟောကြားပြီးဒီသုတ်တံကျင့်စဉ်အတိုင်းကျင့်ပြီးတော့မိမိတို့ကိုယ်တိုင်လည်းဘုရားဖြစ်သို့ရောက်တယ်။တပည့်တာဝကတွေကိုလည်းတန်တရားဝဆင်းကလွတ်ကင်းစေနိုင်တဲ့ရတ္တမေရတ္တဖို့ဆိုတဲ့တရားဓုတရားမြတ်ကိုရစေပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်။ဘုရားအဆူဆူမစွန့်တဲ့သုတ်တံလို့ဆိုလိုတာကဘုရားတိုင်းဟောတဲ့သုတ်တံလို့ဒီလိုဆိုလိုတာပေါ့နော်။အဲ့လိုဘုရားဟောတဲ့သုတ်တံတွေထဲမှာဘုရားတိုင်းဟောတယ်လို့ဆိုတော့ဒီသုတ်တံကလွန်ထူးခြားတဲ့သုတ်။သာဝတိမြို့ကဓမ္မိကဥပဒကဆိုတဲ့ဥပဒကခြံရံ900ရှိတဲ့အဖွဲ့တစ်ခုရှိတယ်ခုခေတ်လိုပဲပေါ့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့အဖွဲ့ association တစ်ခုလူ900ပါဝင်တဲ့ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခေါင်းဆောင်ဖြစ်တဲ့ဓမ္မိကဥပဒကကြီးဘာသာသာသနာတော်ကိုအလွန်ချီးညိုလေးစားပြီးနောက်ဆုံးအချိန်ရောက်တဲ့အခါမှာသောတပန်ဖြစ်ပြီးပြီပဲလို့သောတပန်ဖြစ်ထားတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားအလွန်ထက်မြက်တော့သူနောက်ဆုံးအချိန်လေးမှာဘုရားဟောတဲ့တရားတွေကိုနားကျင်တယ်တန်ဃာတွေကိုပင့်ပေးပါဆိုတော့သာသမီတွေကတန်ဃာတွေကိုပင့်ပေးတယ်ယဟန်တန်ဃာတွေကသူလဲလျောင်းနေတဲ့ညောင်ဆောင်ပတ်လည်မှာနေရာယူကြပြီးတဲ့အခါဘာတရားနာကျင်တော့လို့မေးတော့ဘုရားဆူဆူဟောခဲ့တဲ့မဟာသတိပဋ္ဌာန်သုတ်ကိုပဲနောက်ဆုံးချိန်မှာနာကျင်ပါတယ်လို့ဓမ္မဝရမှာဒီလိုမှတ်တမ်းတင်ထားတာရှိတယ်